မင်္ဂလာပါလူခွေစကားသံအစီအစဉ်ကနေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ပြီးခဲ့တဲ့တစ်ပတ်တုန်းကဆွေးနွေးနေဆဲဖြစ်တဲ့မုံတီးမှုအခြေခံနဲ့တုံ့ဆော်ဟောပြောမှုအကြောင်းဆွေးနွေးပွဲလေးကိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လူသားတိုင်းကလူခွေရှိပါတယ်လူသားတိုင်းမှာတူညီတဲ့ဂုဏ်သိက္ခာနဲ့တူညီတဲ့အခွင့်အရေးမွေးရပါဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဘသူ့ကိုမှအသားအရောင်လိန်ကိုးကွယ်တဲ့ဘာသာနိုင်ငံရေးယူဆခြင်းနဲ့ဘလို့အစစ်တမ်းမျိုးမှခွဲခြားမှုမရှိစေရဘူးလို့လည်းဖော်ပြထားပါတယ်။ကျွန်တော်တို့မတူကွဲပြားမှုဆိုတာလဲသဘာဝတရားဖြစ်ပါတယ်။မတူကွဲပြားမှုကိုတူညီဖို့အတွက်ဘလို့မှလုပ်လို့မရပါဘူး။ဒါကြောင့်မလို့မတူကွဲပြားမှုကိုအတိမတ်ပြုပြီးတော့အတူတကွရှင်တွဲနေထိုင်မှုကိုပဲဖော်ဆောင်ခြင်းကတဦးနဲ့တဦးအပြန်အလှန်လေးစားခြင်းဖြစ်ပါတယ်အခုလိုမျိုးမုံတိမှုအရာအခြေခံပြီးလှုံ့ဆော်ဟောပြောမှုကတော့မတူကွဲပြားမှုကိုအတိမတ်မပြည့်ုံနေမကဘဲနဲ့အင်အားနည်းတဲ့သူတွေကိုနဲ့မတူတဲ့သူတွေပေါ်မှာမုံတိမှုဖြစ်စေအောင်လှုံ့ဆော်တာဖြစ်တဲ့အတွက်ဒါရာဇဝတ်မှုတရက်လို့လည်းသတ်မှတ်လို့ရပါတယ်ခင်ဗျာလူခွင့်ရေးကျညာစာရန်ရဲ့အပိုင်း19မှာလူတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိရလို့ပြောရပါတယ်ဆရာအဲ့ဒီအထက်မှာပေါ့နော်ဒီ hate speech လို့ခေါ်တဲ့မုံတိမှုလှုံ့ဆော်သောဟောပြောချက်တွေကရောဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မဟုတ်ဘူးလားဆရာဟုတ်ပါတယ်1948ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူခွေကြေညာစာတမ်းရဲ့အပိုက်19မှာလူတိုင်းကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။သတင်းများရရှိခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ဒီအပိုက်ရဲ့အခြေခံကိုကြည့်မယ်ဆိုလို့ရှိရင်အခွင့်အရေးတစ်ရပ်ကိုပဲပေးထားတာမဟုတ်ဘဲနဲ့တာဝန်ယူမှုတာဝန်သိမှုလည်းပေးထားပါတယ်။လူအခွင့်အရေးဆိုတာ right ဆိုတဲ့အခွင့်အရေးတစ်လုံးနဲ့လာတာမဟုတ်ပါဘူးခင်ဗျ။ responsibility လို့ခေါ်တဲ့တာဝန်ယူမှုတာဝန်သိမှုဟာတစ်ချိန်တည်းမှာပဲတစ်ပြိုင်တည်းပဲရှင်တွဲပါပြီးသားဖြစ်ပါတယ်။လက်လက်စွာထုတ်ဖော်ပြောဆိုခွင့်မှာလူတစ်ယောက်ရဲ့တိတ်ခါကိုထိခိုက်စေဖို့အတွက်မဟုတ်မမှန်လှုပ်ကြံပြီးရည်ရွယ်ပြောဆိုတာတွေရဲ့တစ်ယောက်နဲ့တစ်ယောက်အထူးသဖြင့်လူမျိုးရေးဘာသာရေးမတူညီတဲ့သူတွေကြားထဲမှာမုန်းတိမှုဖြစ်အောင်လှုံ့ဆော်ပြောဆိုမှုတွေမလုပ်ရဘူးဆိုတာအခွင့်အရေးနဲ့အတူပါဝင်နေတဲ့ကျွန်တော်တို့တာဝန်သိမှုတာဝန်ယူမှုဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်ပြောထားသလိုလူတဦးနဲ့တဦးမုန်းတီးမှုဖြစ်စေတဲ့ဘာသာတစ်ခုနဲ့တစ်ခုပေါ်မှာမုန်းတီးမှုဖြစ်စေတဲ့အကြောင်းအရာတွေကိုဟောပြောခွင့်မရှိရဘူးလို့ပုံမှန်364မှာဖော်ပြထားတာတွေ့နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကျမတို့နိုင်ငံမှာဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဥပဒေတွေပြဋ္ဌာန်းပြီးတော့ရေးယူဆောင်ရွက်တာတွေမရှိဘူးလို့တတိထင်ပါတယ်ဆရာဒါခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးဥပဒေတွေပြဋ္ဌာန်းပြီးတော့ဘယ်လိုကာကွယ်ပေးထားလဲဆိုတာရှင်းပြပေးပါအောင်ဆရာဟုတ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာမုန်းတီးမှုလှုံ့ဆော်ဟောပြောမှုကိုဥပဒေအရကာကွယ်ပေးထားဒါကိုရာဇဝတ်မှုဖြစ်သတ်မှတ်ပြီးတော့ဒါကိုထိန်းချုပ်ဖို့ကြိုးစားတာမရှိသေးတာအားလုံးသိပါပဲနိုင်ငံတနိုင်ငံနဲ့တနိုင်ငံအခြေအနေပေါ်မူတည်ပြီးတော့ကာကွယ်မှုမှာပုံစံမျိုးမျိုးရှိတတ်ပါတယ်ဥပမာဘရာဇီးနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးမုန်းတီးမှုတားဆီးမှုဥပဒေကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတင်ရာဇဝတ်မှုဖြစ်သတ်မှတ်ပြီးတော့လှုပ်ဆောင်မှုရှိပါတယ်။တောင်အာဖရိကနိုင်ငံမှာဆိုလို့ရှိရင်မုန်းတီးမှုလှုံ့ဆော်ဟောပြောမှုကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာကောဒန်းတူညီမျှမှုနဲ့ခွဲခြားမှုဆန့်ကျင်ရေးဥပဒေမှာကောနှစ်ခုလုံးရကာကွယ်ပေးထားတာရှိပါတယ်။ပြင်သစ်နိုင်ငံကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ဒီဥပဒေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီးတော့ရာဇဝတ်မှုဥပဒေလှုပ်ထုံးလုပ်နည်းအရအရေးယူဆောင်ရွက်တာရှိပါတယ်ဩစတြေးလျနိုင်ငံမှာဆိုလို့ရှိရင်လူမျိုးရေးကိုအခြေခံပြီးတော့အခုလိုမျိုးခွဲခြားဖိနှိပ်တာတွေမလုပ်ရဘူးဟောပြောလှုံ့ဆော်မှုမလုပ်ရဘူးဆိုတော့ကာကွယ်ပေးတဲ့ဥပဒေရှိပါတယ်ဘယ်လ်ဂျီယံနိုင်ငံမှာဆိုလို့ရှိရင်လည်းလူမျိုးရေးပေါ်အခြေခံပြီးခွဲခြားမှုကိုစန့်ကျင်တဲ့တားဆီးတဲ့ဥပဒေတရက်လည်းရှိပါတယ်ခင်ဗျာကဲကိုနေဖုတ်လိုက်ကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေးလိုက်ရအောင်နော်လက်ရှိမှာမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အမုန်းတရားလှုံ့ဆော်မှုတွေပပျောက်ဖို့အတွက်ဘာတွေလုံးတင်လဲဆိုတာနည်းနည်းလေးအကြံပေးပြလာပါဥပဒေရေးရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောလို့ပြကျွန်တော်ကတော့ဘာလို့ပဲအဓိကပြောရင်လဲဆိုတော့ဒီတူးချင်းအနေနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ civil society အနေနဲ့ဖြစ်ဘာတွေလုပ်လို့ရလဲပေါ့နော်အဲ့ဒါလေးကိုပဲကျွန်တော်လည်းအထူးပြုပြီးဆွေးနွေးခြင်းတယ်တူးချင်းအနေနဲ့တော့အဓိကတော့ဘာလုပ်လို့ရလဲဆိုတော့ Facebook မှာ report လုပ်လို့ရတယ်ဗျကျွန်တော်တို့ဆိုဒီ Mandalay ကိစ္စပြီးတဲ့နောက်မှာဆိုတညနေဆိုရင်ထိုင်ပြီးတော့ report ထိုင်လုပ်နေတာတွေ့သမျှအကောင့်တွေကိုနောက်တစ်ခုကဘာလဲဆိုတော့ဒီပြန်ပြီးတော့တုံ့ပြန်တဲ့အနေနဲ့ဘာရှိတော့ဒီလိုသတင်းအမှားတွေတက်လာတာပဲဖြစ်ဖြစ်ဒီလိုမျိုး hate speech တွေတက်လာဖြစ်အဲ့ဒါတွေကိုတံပြန်တဲ့ဟာမျိုးတွေပေါ့နော်တချို့နိုင်ငံတွေမှာဆိုဘယ်လိုလုပ်လဲဆိုတော့ဒီလိုသတင်းအမှားတွေတက်လာတိုင်းမှာသူအမှန်ကဒီဥစ္စာပါဆိုပြီးတော့ဒီလိုရှင်တွဲပြီးပြတဲ့
website လေးတွေသူတို့လောက်ကြတာရှိတယ်သူတို့နည်းနည်းတော့တာဝန်တော့ကြီးတယ်အဲ့ဒါကြတော့အုပ်စုဖွဲ့ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ကအများအားစောင့်ကြည့်နေရမယ်စောင့်ကြည့်ပြီးသတင်းအမှားတစ်ခုတက်လာပြီဆိုတော့သတင်းအမှန်ဘာလဲဆိုတာကိုလိုက်ရှာရမယ်ပြီးရင်ဒီတစ်ခုကိုရှင်းပြီးတော့တင်ပေးတာမျိုးအမှားအမှန်အဲ့လိုမျိုးရှင်းပြတဲ့ဟာမျိုးလေးဒါကတူးချင်းတယောက်ချင်းစီအနေနဲ့ပဲဖြစ်လူမှုအခြေပြုဖွဲ့စည်းအနေနဲ့ဖြစ်အဲ့လိုမျိုးတွေတော့ပြန်ပြီးတော့လုပ်လို့ရတာပေါ့ဟုတ်ကဲ့အမုန်းတရားဟောပြောဖို့အတွက်စီယုံလှုပ်ဆော်တဲ့ပုံစံတွေကကျွန်တော် social network တွေမှာအများဆုံးတွေ့နေရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကျိုးဆက်တွေကဘာဖြစ်လာတော့ခုနပြောသလိုပဲဒီမန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ့်ကိုအကြမ်းဖက်မှုတွေအထိဥတီသွားတာရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Facebook မှာမြန်မာနိုင်ငံကအစိုးရကလည်း Facebook နဲ့ညှိနှိုင်းပြီးတော့ဒါတွေကိုလှုပ်ဆောင်မယ်ဆိုတဲ့အတန်လေးကျွန်တော်ကြားလာရပေါ့နော်အဲ့တော့တခါလေကျွန်တော်တို့မှာတစ်ဖက်ကတော့လှုပ်ဆောင်မှုဖြစ်ပေမဲ့တခါတလေအစိုးရကရောဒါကိုတိတိကျကျနဲ့လှုပ်ဆောင်ပါလားဘာတင် hate speech ဆိုပြီးလှုပ်ဆောင်လို့ရှိရင်ရောကျွန်တော်တို့ရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုရင်ရောထိခိုက်သွားနိုင်လားဆိုတာစိုးရင်စရာလေးတော့ရှိတာပေါ့ကျွန်တော်တို့အခုဆိုလို့ရှိရင်နိုင်ငံတော်သမ္မတကြီးရဲ့မိန့်ခွန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကြမ်းဖက်မှုတွေကိုလှုံ့ဆော်တဲ့အမုန်းတရားအခြေခံလှုံ့ဆော်မှုတွေကိုလက်မခံနိုင်ဘူးဒါတွေကိုအရေးယူရမယ်လို့ပြောကြားချက်တော့ရှိလာပြီပေါ့နော်ဒါပေမဲ့အခုချိန်ထိတော့တိတိကျကျအရေးယူတဲ့အထိတော့ကျွန်တော်မတွေ့ရသေးပါဘူးအခုမကြာမီကဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေအဲ့ဒီကိုတွေးထိုးလှုံ့ဆော်တဲ့ဟောပြောမှုတွေကြောင့်မြန်မာနိုင်ငံအခြေအနေကမုန်းတီးမှုတွေလှုံ့ဆော်တဲ့အခြေအနေတွေမှာစိုးဝါးနေတယ်လို့ကျွန်တော်သတင်းတွေထွက်ပါတယ်เนาะကျွန်တော်ပြီးခဲ့တဲ့ Minority Right Group International ကနေထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာထဲမှာဆိုလို့ရှိရင်လူနည်းစုတွေပေါ်မှာအန်ဒီအပြုဆုံးနိုင်ငံစည်ရင်းထဲမှာမြန်မာနိုင်ငံပါပါတယ်အဲ့လိုစည်ရင်းထဲမှာအရှေ့တောင်အာရှနိုင်ငံတစ်ခုမှမပါပါဘူးဒါပေမဲ့ထိုင်းနိုင်ငံနဲ့အင်ဒိုနီးရှားကတော့အခြေအနေလေးနည်းနည်းစိုးဝါးလာတဲ့ဆိုတဲ့အဆင့်တော့ကျွန်တော်ပါပါတယ်ခုနလိုမုံတီးမှုအခြေခံတဲ့ဟောပြောမှုတွေအဲ့ဒီရဲ့ရလဒ်ကြောင့်ဖြစ်လာခဲ့တဲ့အကြမ်းဖက်မှုတွေပေါ်မှာသုံးသပ်ပြီးတော့တင်ပြထားတာဖြစ်ပါတယ်အဲ့တော့ကိုနေဖုံးလက်ကိုကျွန်တော်နောက်ထပ်မေးချင်တဲ့တစ်ခုကတော့ဒါတွေဖြစ်ဖို့အတွက်เนาะဒါတွေကျွန်တော်တို့မုံတီးမှုတွေအခြေခံတဲ့ဟောပြောမှုတွေပပျောက်ဖို့အတွက်ကောကိုနေဖုံးလက်တို့လိုလူလူအခြေပြုအဖွဲ့တွေကဘာတွေများလှုပ်ဆောင်နေပါလဲပြန်ပြီးတော့လေ့လာကြည့်ရင်လေဒီအမုန်းတရားကကျွန်တော်တို့ကဒီတမိုင်းတစ်လျှောက်မှာဒီတုတ်သွင်းခဲ့တဲ့အခါကျတော့လူတော်တော်များများမှာဒီအနည်းနဲ့အများတော့ဒီရင်ထဲမှာအမုန်းတရားရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလှုပ်တင်တာအဓိကပါလဲဆိုတော့ဒီspiritual revolution ပေါ့နော်ဒီစိတ်ဓာတ်တော်လှန်ရေးပေါ့နော်အဲ့ဒါတွေအကုန်လုံးလှုပ်အောင်ပါဆိုတော့အဲ့ဒီဟာကိုကျွန်တော်ရည်ရွယ်ပြီးတော့ကျွန်တော်တို့အခုလုပ်နေတာကတော့ဒီ flower speech ဆိုတဲ့ဟာပေါ့နော်ဒီ hate speech လို့ခေါ်တဲ့ဒီအမုန်းပွားတဲ့စကားတွေနောက်ပြီးတော့လူအဖွဲ့အစည်းကိုအန်ရဖြစ်စေမဲ့စကားမျိုးတွေကိုမပြောဘဲနဲ့ဒီပန်းတဲ့တံတန်တူသောစကားမျိုးပေါ့နော် flower speech ဆိုတဲ့ပန်းစကားဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြောကြဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီ campaign လေးတစ်ခုလုပ်နေတာရှိပါတယ်အဲ့ campaign က April တုန်းကစခဲ့တာပေါ့နော်နောက်ပြီးကျွန်တော်တို့ campaign ရဲ့ဒီဟိုဟာဆိုရင် message ကကြတော့ဒီလူသားချင်းချင်းအမုန်းမပွားဖို့ငါတို့နှုတ်ကိုစောင့်စည်းစို့ဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့ကဟိုပြောတဲ့ပြောလိုက်တာကိုပြောရမှာမှန်မိမဲ့လဲကိုပြောတဲ့စကားအန်ရမဖြစ်ဖို့နော်လူအဖွဲ့အစည်းကိုအမုန်းမပွားစေဖို့ဆိုတဲ့ဟာလေးကိုနည်းနည်းလေးစောင့်စည်းကြပါဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့လုပ်နေတာရှိတယ်ဒါကတော့ရှေ့ဆက်လဲကျွန်တော်တို့အများကြီးလှုပ်သွားဖို့ရှိတယ်ကျွန်တော် MD တွေပါရိုက်ပြီးတော့ကျွန်တော်တို့ဖြန့်တာတွေပါလုပ်မယ်နောက်ပြီးတော့ကျောင်းတွေကိုလည်းဗလာဆောက်တွေပါတွေနဲ့ကျွန်တော်တို့ရိုက်နှိပ်ပြီးတော့ကျောင်းတွေကိုဖြန့်တာရှိတယ်အထူးသဖြင့်တော့ကျွန်တော်ကတော့နည်းနည်း younger generation ကိုပဲเนาะကျွန်တော်ပို့ပြီးတော့ဦးတည်တယ်ဘာလို့တော့ရှေ့ကဟိုဗျာစင်မော်တက်ပြီးတော့ပဲဖြစ်ဖြစ်เนาะလူကြီးတွေကပဲဖြစ်ဖြစ် hate speech ပြောနေပြီဆိုရင်အောက်ကလူငယ်တွေကငါတို့ hate speech တွေလာပြောနေပါလားဆိုတာသိရင်ရပြီအခုကခက်တာလူအဲ့လိုမျိုး hate speech လာပြောတဲ့အခါမှာလူငယ်တွေကသိရမှာ emotional နဲ့အဲ့မှာအဲ့ hate speech တွေပြောတဲ့လူတွေရဲ့နောက်ကိုပါသွားတဲ့အတွက်ကြောင့်မလို့ဒီခုနကဟာမျိုးတွေပြိပက္ခတွေပြင်မှာဖြစ်နေတာ younger generation ရဲ့ဒီစိတ်ဓာတ်တွေကအဲ့လိုမျိုးအမုန်းတင်နေတဲ့စိတ်ဓာတ်တွေမဖြစ်အောင်ပေါ့နော်ကျွန်တော်အဲ့ဒါကိုတော့အဓိကလုပ်နေတယ်နောက် personal အနေနဲ့ကတော့ကျွန်တော် online မှာအဲ့လိုမျိုးရေးတာမျိုးတွေနောက်ပြီးတော့ခုန report လုပ်တာမျိုးတွေဒါမျိုးတွေကတော့ personal နဲ့လုပ်နေတာရှိတာပေါ့ကျွန်တော်ထဲမှာဆိုလို့ရှိရင်ငငယ်လေးရဆွဲလာတဲ့အစွဲတွေလည်းရှိတတ်ပါတယ်အဲ့ဒီအစွဲတွေကခုနလိုငငယ်လေးရရိုက်သွင်းလာခဲ့ကြတဲ့မုန်းတီးမှုအခြေခံတဲ့တုံ့ပြန်ဆုံးမမှုတွေရှိနေတတ်တာရှိပါတယ်အဲ့ဒီပုံမှာမှအခုလိုမျိုးအခြေအနေမျိုးမှာပုံမူပြီးတော့ထင်အောင်ထင်မှားဖြစ်စေမဲ့နော်လောက်ကြံပြီးတော့ပြောဆိုမှုတွေကဒီအမုန်းတရားကိုပြန်ပြီးတော့ရှင်တန်လာအောင်ပို့ပြီးတော့ကြီးထွားလာအောင်လှုပ်ဆောင်နိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အခုလိုမျိုးဒီပန်းစကားဆိုတဲ့အစီအစဉ်လေးတွေကျွန်တော်လုပ်နေတာလည်းတွေ့ပါတယ်။ကြံတွင်းမှာဆိုလို့ရှင်လဲဒီကိစ္စတွေကိုကျွန်တော်ပိုစတာလေးတွေနဲ့လိုက်ပြီးတော့လှည့်လည်ပြောဆိုတာလည်းကျွန်တော်တွေ့ပါတယ်။ဒါကတကယ်ကိုကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးအမုန်းတရားတွေကြောင့်မလို့ကျွန်တော်တို့စစ်ပွဲတွေဖြစ်ခဲ့ရတယ်။ဒီလိုမျိုးဟောပြောမှုတွေကြောင့်အကြမ်းဖက်မှုတွေဖြစ်ခဲ့ရတယ်။ခုနကတော့ကြည့်ခဲ့တဲ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီလိုမျိုးငှက်ဆိုးကြီးကနေအမုန်းတရားတွေလှုံ့ဆော်လို့အရင်ကအတူတကွရှင်တွဲနေထိုင်ရတဲ့လူတွေကြားထဲမှာအမုန်းတရားတွေဖြစ်လာတယ်။ဒါကိုကျွန်တော်တို့ဆက်လက်ပြီးတော့တီးမခံမနဲ့သူ့ရဲ့အမုန်းတရားဟောပြောမှုကိုငြိမ်းချမ်းရေးကိုအခြေခံတဲ့စကားတွေနဲ့ပြန်လည်ပြီးခြေဖြတ်နိုင်မှသာမလိုလားအပ်တဲ့ပြိပခါတွေအကြမ်းဖက်မှုတွေတားဆီးနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ကတော့မေးချင်တာလေးတွေမေးပြီးသွားပြီပေါ့နော်။ဒီမှာတက်ရောက်လာတဲ့သူတွေကရောကိုနေဖုံးလက်ကိုမေးချင်တဲ့မေးခွန်းလေးများရှိပါလား။
ဟုတ်ကဲ့ဆရာဆွမ်းနာကဆရာတို့ဆွေးနွေးသွားတာတွေကဒီမုံဒီလှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ရေးသားတာတွေနောက်ထန့်ဝေးတာတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ပြောသွားပါတယ်အခုသိချင်တာကဟိုတချို့သချင်းတွေဆိုလို့ရှိရင်သချင်းတွေဗီဒီယိုတွေကလည်းတကယ်ဒီမုံဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေနိုင်တယ်လို့ထင်ပါတယ်ဟိုကျမတို့နိုင်ငံကဆိုလို့ရှိရင်ဒီဘာသာတရားဘောင်းတုံစုပေါင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အဲ့လိုနိုင်ငံမျိုးမှာဟိုအင်အားကြီးတဲ့ဘာသာကြီးတစ်ခုကနေပြီးတော့သချင်းတွေဖန်တီးတာတွေဗီဒီယိုတွေရိုက်တာမျိုးတွေကတခြားရှိရဘာသာဝင်တွေပေါ်မှာရောသွားပြီးတော့မတက်ရောက်စေဘူးလားပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့နိုင်ငံမှာပို့ပြီးတော့ဘာသာတရားအချင်းချင်းမှာဟိုအကြမ်းဖက်မှုတွေမုန်းတီးမှုတွေကလည်းဖြစ်ပေါ်လာနိုင်လို့ထင်ပါတယ်ဆရာ တကယ်ကျတော့ hate speech ထဲမှာအဲ့ဒီဟာလည်းအကျုံးတော့ဝင်တယ်ပေါ့နော်ဒီဘယ်လိုပုံစံနဲ့ပြော hate speech က hate speech ပဲပေါ့နော်အဲ့တော့ပိုတောင်ကြောက်ဖို့ကောင်းနေရနော်ဒီလိုမျိုးသချင်းတွေပါတွေတုံးတဲ့အခါမှာဘာလို့ဆိုတော့ entertainment သဘောမျိုးပါတုံးလိုက်တဲ့အခါကျတော့ဟိုဒီတိုင်းရိုးတန်းတန်းအမုန်းစကားပြောရတဲ့ဆိုင်တချင်းလေးနဲ့ပြောတော့ဟိုလူတွေရင်ပတ်တဲ့ပိုရောက်တယ်လေအဲ့တော့လူတွေရင်ပတ်တဲ့ကောင်းတာတွေမရောက်ပဲနဲ့အမုန်းတရားတွေကိုအဲ့လိုမျိုးခုနကentertainment နဲ့ရောပြီးပေးတဲ့အခါမှာအဲ့ဒါတွေကပိုကြောက်ဖို့ကောင်းတယ်နော်ဒါတွေကလည်းအခုလည်းလုံနေကြတာပဲနော်လုံနေတယ်ဆိုတဲ့အခါမှာဒီလိုမျိုးတချင်းရေးပြီးတော့ပဲဖြစ်ဖြစ်တချို့ဗီဒီယိုရိုက်ပြီးတော့ဖြစ်အဲ့ဒါမျိုးတွေအဲ့တော့ရည်ရွယ်ချက်ရှိလုံနေတဲ့ဟာတွေကိုတော့ကိုတို့ကဒါအရေးယူဆောင်ရတာလောက်တာလဲလောက်ပေါ့နော်တစ်ဖက်ကလည်းခုနကဒီဟာတွေကိုတံပြန်တဲ့လောက်ရက်တွေမှာလဲကိုတွေကအဲ့နီးတွေပြန်သုံးဖို့လိုတယ်နော်ကိုကခုနကပြောတဲ့ကောင်းတဲ့ဟာတွေခုနပန်းစကားလိုဟာမျိုးမိတ်ဆက်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ကောင်းတဲ့ချင်းမျိုးမိတ်ဆက်တာကြရင်ကိုတို့ကလည်းအဲ့မှာ edutainment လို့ခေါ်တာပေါ့နော်ပညာပေးတဲ့အခါမှာ entertainment လေးနဲ့ရောပြီးတော့ကောင်းတဲ့ကိစ္စတွေပြန်လုပ်တဲ့ဟာမျိုးတွေမှာအဲ့ဟာလေးတွေထည့်သုံးဖို့လိုတယ်ဒါရွေးရရှိလုပ်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နောက်တချို့ကြောက်လဲမမျော်လင့်မဲနဲ့အဲ့လို hate speech တွေပါဝါတွေရှိတယ်နောက်အခု hip hop တွေအခုစိုးနေတဲ့ဟာတွေမှာတချို့ဟာတွေ hate speech တွေပါတယ်ကွာနောက်ပြီးတချို့ဒီဗီဒီယိုတွေမှာဆိုရင်လည်းဒီမင်းသားမင်းသမီးတွေပြောနေတဲ့အခါတွေမှာလည်းဒါဆိုရင်လည်း hate speech တွေပါလာတယ်တွေ့ရတယ်အဲ့ဒါတွေကလည်းပို့ပြီးတော့အန်ရယ်များတယ်ခုနအကိုပြောလို့ဆိုတော့ powerful speaker တွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့သူကပို့ပြီးအန်ရယ်ရှိလာတယ်အဲ့ဒါဆိုရင်တော့ဒါတွေကအဲ့ဒီသချင်းဆိုတဲ့သူတွေနောက်ပြီးတော့ခုန celebrity တွေရုပ်ရှင်မင်းသားမင်းသမီးတွေဒီကောင်သူတို့တွေကနည်းနည်းဒါတွေကိုအာရုံစိုက်ပြီးတော့သတိထားတင်တာပေါ့ဟုတ်ကဲ့ပါဆရာတို့အခုလုပ်နေတဲ့ပန်းစကားစီစဉ်အားဆိုရင်တကယ်ကိုလူထုကြားတဲ့ကိုပြန့်နှံ့နေဝင်ရောက်ပြီးတော့တကယ်ကိုအကျိုးရှိမှုတွေဖြစ်ထွန်းတာကိုတွေ့ရပါတယ်ဆရာဒါပေမဲ့ကျွန်တော်အနေနဲ့သိချင်တာတခုကတော့ဒီတက်ဆိုင်သူတွေအာဏာပိုင်အစိုးရတွေအနေနဲ့ရောဒီမုံတီးမှုကိုလှုံ့ဆော်တဲ့ဟောပြောချက်တွေအပေါ်ဘယ်လိုမျိုးပပျောက်အောင်လှုပ်ဆောင်ပေးဖို့တာဝန်တွေရှိလဲဆိုတော့သိချင်ပါတယ်ဆရာဒီပန်းစကားလှူရှားမှုမှာဆိုရင်ဒါအစိုးရနဲ့ပတ်သက်တဲ့ဝင်ကြီးတွေပါတယ်ဒါပန်းစကားလှူရှားမှုထောက်ခံတာရှိတယ်နော်ဒါပေမဲ့တခုနားလည်ရမှာပန်းစကားရဲ့ဒီဆောင်မုတ်ကိုလူသားချင်းရဲ့မုံမပွားဘူးငါတို့နှုတ်ကိုစောင့်စည်းစို့ဆိုတဲ့အဓိပ္ပာယ်ကကိုတိုင်ရင်စပြီးစောင့်စည်းရမှာနော်ကိုတိုင်ကမစောင့်စည်းဘဲနဲ့တော့အဲ့ပုံကြီးကိုတင်တာမျိုးမလုပ်အောင်နော်ကိုတိုင်ပန်းစကားရဲ့ဖွဲ့ဝင်ဖြစ်ပြီဆိုရင်တော့ကိုတိုင်နှုတ်ကိုစောင့်စည်းရမယ်အမုန်းစကားမပြောရဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့အဲ့တော့ဒီပန်းစကားရဲ့နောက်ပိုင်းအဆင့်တွေမှာဒီ powerful speaker တွေကိုတော့ဒီလိုမျိုးဆွဲဆောင်ပြီးတော့စီယုံသွားဖို့တော့ဒါရှိတာပေါ့နော်အဲ့တခုရှိတယ်နောက်တစ်ခုကဒီအခုဖြစ်ပြနေတဲ့ကိစ္စတွေမှာဒီအမုန်းစကားတွေကအရင်မြစ်လို့ဆိုနိုင်ပေမဲ့နောက်တစ်ခုထပ်ပြီးပြဿနာကဘာလဲဆိုအစိုးရရဲ့တုံ့ပြန်မှုနှောင့်နှေးတာအားနည်းတာမျိုးတွေဒါတွေလည်းတွေ့ရတာပေါ့နော်လိုအပ်တဲ့အချိန်မှာမြန်မြန်ဆန်ဆန်မတုံ့ပြန်မဲနဲ့နောက်တစ်ချိန်တစ်ခါတော့အရန်မြန်ခဲ့တဲ့လက်ညှိုးတွေကအခုကျတော့ဟိုစွန့်အားနေလားမသိဘူးเนาะဘာပြစ်စရာရှိရမပြစ်ဖမ်းစရာရှိရမဖမ်းတည်ရမှာအရင်တော့ဆိုရင်ဖမ်းလာမမင်းနဲ့ပေါ့နော်အဲ့တော့ဒါမျိုးဖြစ်နေရဲဆိုတာကလည်းနည်းနည်းတော့အစိုးရကိုမေးခွန်းထုတ်အောင်ပါပေါ့ဘာဖြစ်လို့နှောင့်နှေးနေလဲနောက်ပြီးတော့အခုအချိန်မှာလူကိုယ်တိုင်ရုံလုံးပြပြီးတော့ဒီအမုန်းတရားတွေကိုလှုံ့ဆော်တဲ့လူတွေကိုလက်ဆွဲပြလို့ရတယ်เนาะဘိုင်နေနဲ့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုလူတွေကိုဘာဖြစ်လို့အခုချိန်ထိဘာမှအရေးယူမယူဘဲနဲ့လွတ်ထားတယ်လဲနော်ဘယ်လိုမျိုးဟိုချိတ်ဆက်မှုတွေရှိနေလဲဒါကတော့အကိုတို့ကအစိုးရကိုမေးခွန်းထုတ်ရမယ်နောက်ပြီးတော့တခုခုအရေးယူဆောင်ရဖို့လည်းတွန်းအားပေးရမှာဟုတ်ပါတယ်ဒါနဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုလာရောက်ပြီးတော့လူခွင့်စုံစမ်းစစ်ဆေးမှုလှုပ်ဆောင်သွားတဲ့ဒီကုလသမဂ္ဂရဲ့အထူးစုံစမ်းစစ်ဆေးအရာရှိ Miss Yan Hee Lee ကမြန်မာနိုင်ငံမှာအမုန်းတရားနဲ့လှုံ့ဆော်ပြီးတော့ဟောပြောမှုတွေစိုးရိမ်စရာဖြစ်နေတယ်ဒါကြောင့်မလို့ဒါကိုဥပဒေအရကာကွယ်ပေးဖို့တောင်လိုအပ်တယ်လို့တိုက်တွန်းပြောဆိုသွားတာတွေ့နိုင်ပါတယ်ခင်ဗျာအမုန်းတရားဆိုတာပြိပခဖြစ်ဖို့အတွက်မိစားတစားဖြစ်ပါတယ်ပြိပခဖြစ်လို့ရှိရင်ဘယ်သူမှလုံခြုံမှုမရှိပါဘူးဒါကြောင့်မလို့ပြိပခတွေဖြစ်အောင်တွေးထိုးလှုံ့ဆော်နေတဲ့အမုန်းတရားဟောပြောမှုတွေရပ်တန့်ပြီးတော့ငြိမ်းချမ်းရေးထွန်းကားပါစေလို့ဆုတောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်